ဒီနေ့မှတင်လာနေတယ်နောက်ကျသွားတယ်ပါတယ်ဒီနေ့ကတော့ဘောနော် first time လေးပဲဖြစ်ပါတယ် first time မှာ10ပုတ်ရှိနေပြီပေါ့နော်ဒါကတော့10ပုတ်မြောက်ပေါ့ပြောရမယ်ဆိုရင်တော့သူကပြည့်နေနော်သူကအရင်ကပြည့်နေဒီတိုင်းကကြောက်စရာအဲ့ဒီဘက်ကိုပဲဥတီသွားမှတော့ငါတို့ကတေးပြီပေါ့အကောင်ကြီးရယ်နင်တို့အဲ့ဒီဘက်ကိုပဲဥတီမသွားရဘူးလေနင်တို့ကငါးစီတောင်လာတယ်နော်နင်တို့ကငါးစီကိုမှလာသေးတာအဲ့ဒီသူတို့ကလေအရမ်းပဲသူများဘက်တွေလက်လျှောက်တာတော်တော်ပဲသူတို့ကကျတော့အကောင်ကြီးကအကြီးပဲနဲ့ကျမတို့ကကျတော့အကောင်ကတေးလေးဆိုတော့အဲ့ဒီကောင်ကြီးမရှိအောင်လေအလက်ကိုကဥပမာတက်ပြရမယ်သူတို့မရှိအောင်မကြည့်အောင်စေကုကလည်းနည်းနည်းတော့နေရရိုက်ပြီးသူတို့ပြန်ပြီးတော့ကလစ်စားချီမှာနေမသိတော့ပဲလေစဉ်းစားကြရည်ကျမသူရရဲ့တမန်နဲ့လာပြီးသူကြီးလောက်တော့ဒီနိုင်ပါပြီနိုင်ပါပြီငါရဲ့ဂလတ်စားချင်အိုင်နေငါရဲ့ဂလတ်စားချင်အိုင်နေတို့ရဲ့ငါတော်တာရဲ့ပေါ်တော့နေတို့ရဲ့ပေါ်တဲတော့ကြီးရောက်နေတို့ပေါ်ပုံဆိုင်နေတာငါတော်ဒီရပြီခုနမှာခုကောင်းနေရပြီအဲ့ဒါနင်တို့ရေငါတပည့်တွေတော့သွားပြီပေါ်တက်မယ်ပေါ်တက်လို့ရတယ်ဒီကတော့လုံးလို့ရပြီဒီ900တန်ရ100ကျော်ရင်ပြီးပြီနိုင်လေးနိုင်ပါပြီငါများဆုံးဟုတ်တာကိုအများဆုံးကြာတာဘိုင်မှာ quick ဖတ်ချမ်းလေးရတော့ဒီလောက်ပါပဲ